Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကျွန်တော်နေ့စဉ်စားသုံးနေတဲ့တရက်သီးရဲ့အသုံးဝင်ပုံအကြောင်းပဲဖြစ်ပါတယ်အသားမှာဝက်အသီးမှာတရက်ဆိုတဲ့အတိုင်းတရက်သီးဟာကမ္ဘာပေါ်မှာအရသာရှိပြီးတော့လူကြိုက်အများဆုံးအသီးတစ်မျိုးဖြစ်ပါတယ်တရက်သီးရဲ့မူလဇာတိဟာအိန္ဒိယနိုင်ငံဖြစ်ပြီးတော့ BC 4000ခန့်မှာစတင်စိုက်ပျိုးခဲ့ကြောင်းသမိုင်းထောက်ထားများရရှိပါတယ်ဒီနေ့ထိအိန္ဒိယနိုင်ငံရဲ့အမျိုးသားအသီးဖြစ်ရှိနေပါတယ်တရက်သီးမှာဗီတာမင် A ဗီတာမင် C B6 Folate Potassium နဲ့အမြင့်တက်ကြွယ်ဝစွာပါဝင်ပါတယ်တရက်သီးကိုတုပ်စားတာအစိမ်းစားတာဖြော်ရည်လှုပ်တော့တာအပြင်အချောက်ခံတာတရက်သီးတနက်လှုပ်တာအဖြစ်တာရှိခံအောင်ပြုလုပ်ထားကြပါတယ်တရက်ပင်ရဲ့အခောက်အရွက်အစစ်ကိုဆေးဘက်ဝင်ဖြစ်အသုံးပြုကြပါတယ်တရက်သီးမျိုးစားပေါင်း1000ကျော်ရှိပြီးမြန်မာနိုင်ငံမှာစိန်တလုံးရင်ခွဲမချစ်စုစိမ်းစားသီးတို့ကိုစားသုံးကြပြီးစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းစသည့်ဒေသ